လွန်ခဲ့တဲ့၄နှစ်ကခရစ်စမတ်အကျိုးနေ့မှာကရနီပြည်မိုးဆိုရွာနီးခီးသွွားပြည်သူနဲ့ရွာခံစုစုပေါင်း40ကျော်ကိုမြန်မာစစ်တပ်ကစုလိုက်ပြုံလိုက်မီးရှို့တပ်ဖြတ်ခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးတော့မိုးဆိုရွာခံတွေစစ်ပေးရှောင်ခဲ့ကြရပါတယ်။သူတို့အတွက်တော့ခရစ်စမတ်ပွဲတော်ဟာတိုးတိုးတိတ်တိတ်ကျင်းပရမယ့်ပွဲတော်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီ2013ဒီဇင်ဘာ24ကဒီနောက်ပိုင်းပေါ့နော်တော်တော်များများကျမတို့ရွာပြီးတော့မိသားစုအထူးသဖြင့်မိသားစုတွေပါသွားတဲ့လူတွေအထက်မှာကသူတို့ရဲ့ပြောဆိုတာတွေကခရစ်စမတ်ရောက်တိုင်းမပြောနိုင်ဘူးပေါ့နော်ကိုယ်လည်းခါစားရတယ်ပေါ့နော်အဲ့ဒီခေကောင်းစနစ်ကောင်းရဆိုကျမတို့ခရစ်စမတ်ဆိုပျော်ပွဲရွှေပွဲလောက်တဲ့တချစ်ဆိုတဲ့ကလည်းပွဲလာတူပြီးကြည်ပါဆောင်ရတဲ့ဒါမဲ့အဲ့ဒီနောက်ပိုင်းဒီကစားပြီးတော့မှကျမတို့အတွက်ကအမြဲပြောနေကြစကားရှိဘောနော်ခရစ်စမတ်ရောက်တိုင်းမပြောနိုင်တော့ဘူးဘာလဲဆိုလို့ရှိရင်တရားတွေအမျိုးတွေကပြပြီးတော့မှစိတ်ကို news ဖတ်တယ်လို့ပို့ပြီးတော့မှနာကျင်ချက်တွေပို့ပြဖြစ်ပေါ်လာစေတယ်ဆိုတဲ့အရာမျိုးတွေကတော်တော်များများတော့ကျမတို့မိသားစုတွေရောရွာလူထုတွေရောရည်ထဲမှာတော့ခံစားရတယ်သူတို့လည်းအဲ့ဒီစကားတော့အမြဲပြောခဲ့တာပေါ့နော်ဆရာမဒီနှစ်မှာတော့စစ်တပ်ကဒီဇင်ဘာ28မှာရွေးကောက်ပွဲကျင်းပမှာဖြစ်တာကြောင့်ရွေးကောက်ပွဲအတွက်နယ်မြေစိုးမိုးမှုရယူဖို့ရွာကိုတိုက်ခိုက်မှာရတားပြည်သူတွေခိုလုံတဲ့နေရာတွေကိုတိုက်ခိုက်မှာကိုစိုးရိမ်နေကြရပါတယ်လူချွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကပို့ပြီးတော့မှစိုးရိမ်ရတဲ့အနေအထားရှိတယ်တတိပြုရမယ့်အနေအထားရှိတယ်လဲဆိုသူတို့မှလည်းအစင်းမြတဲ့ drone တွေပါညာနေစနေများပေါ့နော်ကျွန်တော်တို့လူထုတွေရတသားလို့ကိုင်ဆောက်တော့တဲ့ပြည်သူလူထုကိုလက်ကွေးထဲတဲ့တရားထဲတော့ drone တွေချပြီးတော့မှကျွန်တော်တို့အသေးတွေပါသွားတယ်ကျွန်တော်တို့အေကအစေပိုင်းတွေပြဆိုင်ရတာတော့ကျွန်တော်တို့မျက်မြင်ကိုတွေ့ဖြစ်နေရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကပို့ပြီးစိုးရိမ်ရတဲ့အနေအထားမှာရှိတယ်ပြီးတော့မှဒီလာမယ့်ရွေးကောက်ပွဲအတွက်ပေါ့နော်သူတို့တွေကမနိုင်တဲ့နည်းနဲ့အထူးဖြင့်ကျမတို့အုပ်စုကျမတို့မြို့နယ်မှာကလူထုတွေကမရှိတော့ဘူးသူအပိထောက်ခါတဲ့လူထုကတယောက်မှမရှိတဲ့အတွက်ကြောင့်ကျမတို့ကိုဘယ်လိုပုံစံနဲ့သတ်မှတ်မလဲကျမတို့ကိုတူရဒီလိုတမပြီးတော့မှကျမတို့အမုတ်ချေမလားဆိုတဲ့ဆိုရင်စေကတော့နှစ်စင်းနဲ့များပေါ့နော်ညညကြတယ်ပြောဆိုကြတဲ့စီရဲ့စိတ်ခါစားချက်တွေကတော်တော်များများစိတ်တရားတွေဖြစ်နေကြတယ်ဒီဇင်ဘာ19ရက်နေ့ကနေဇန်နဝါရီ9ရက်နေ့အထိရေးကြီးကာလဖြစ်သတ်မှတ်တယ်လို့ကရနီပြည်တက်မတော် KA ကလည်းထုတ်ပြန်ထားပြီးတော့ခရစ်စမတ်နဲ့နှစ်ကူးကာလတွေမှာလူစုလူဝေးမလုပ်ကြဖို့လည်းသတိပေးထားပါတယ်ကျွန်တော်အစုထဲမှာတပ်စခန်းနဲ့နီးတယ်ပေါ့နော်သူတို့တပ်ကောက်ကကျွန်တော်တောင်ရနဲ့နီးလေးပေါ့နော်အဲ့ဒီစလိုက်ဘာတို့လာပြလိုက်လို့ရှိရင်ကျွန်တော်ကတော့ခံရမှာပေါ့နော်ခါကြတော့ကောက်ွေးတပ်ပေါ်စုလဲပေါ့နော်သူတို့ကအချိန်ကြီးတောင်ယူပေးနိုင်အောင်ပေါ့နော်ရှိတော့ရှိတယ်ဒါပေမဲ့သူကဟုတ်အဲ့ဒီဟိုဖက်တောင်ဒီဖက်တောင်လို့ပြီးတော့ကျွန်တော်တို့အကြားမှာတောင်ရနေပပတော့လောက်တော့ပေါ့နော်ဒါတော့မှကျွန်တော်တို့တေရွာလောက်ရဲ့တောင်ရဆိုလို့ရှိရင်တရားလုံးရဲ့တော်ရကတောဖို့တပုတ်လောက်ပဲလုံနေတယ်ဒါပေမဲ့အဲ့ဒီတောဖို့တပုတ်ဆိုပြီးမဲ့လည်းအဲ့ဒီတော်ရလောက်တဲ့အချိန်နောက်အဲ့ဒီပေါ်တာရဲ့အချိန်ရဲ့နောက်တိနာရဲ့တိတ်တဲ့အချိန်ကတော့တော်တော်ဆိုးရရတယ်ပေါ့နော်ကာဆိုးမယ်ဆိုလို့ရှိရင်တော့ဒုက္ခရောက်သွားမလားပေါ့နော်ဥမာသွားတဲ့အချိန်မှာမိုင်းသွားနေပြီမလားသူမွေးအဝေးရဲ့အဓိကစလိုက်ပါနဲ့လည်းနဲ့ကြီးပေါ့နော်အဲ့မျိုးပေါ့နော်တခုခုဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်ရွာနဲ့နိကနေတော့သူတို့ကလည်းနဲ့ကြီးပြေးလာတာခဏပေါ့နော်အဲ့ဒီ120ဘာတို့အဲ့ဒီ81တို့ဘာတို့ခါကြတော့ကျွန်တော်ရွာမှာအများကြီးကြတော့ပေါ့နော်အခုလိုကို့အသက်အန္တရာယ်အတွက်စိုးရိမ်ပူပန်နေရတဲ့မိုးဆိုးရွာခန့်နေစစ်ပေးရှောင်နေရချိန်မှာပဲသူတို့အတွက်စားနပ်ရိက္ခာကလည်းအခက်အခဲရှိနေပါတယ်စာအုပ်နေရေးခါကြတော့အဓိကစားနပ်ရိက္ခာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရွာဆိုလို့ရှိရင်စားနပ်ရိက္ခာလည်းဖူလူမှုမရှိတော့ဘူးနော်ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့တောင်ရံကကျွန်တော်တို့ရွာနဲ့အဲ့ဒီမြို့နဲ့ပေါ့နော်အကြားမှာပေါ့နော်ကျွန်တော်တို့ရွာရဲ့ရှေ့မြောက်ဖက်မှာကျွန်တော်တို့လေယာဉ်မြရှိတဲ့အတွက်ပေါ့နော်ကျွန်တော်တော့မလုံနိုင်တော့ဘူးပေါ့နော်ခါကြတော့အဓိကစောင်းနေရေးကိုဘယ်လိုဖြည့်ရှင်းလဲဆိုလို့ရှိရင်အလူရှင်ကနေပဲပေါ့နော်နလာတော့လာတဲ့ချိန်အဲ့မျိုးပေါ့နော်အဲ့ဒီအကြီးကစားနေပပပေါ့နော်ဟိုမှာတယောက်နေပြည်တော့ပြည်မျိုးလာထောက်ပါတာရှိတယ်နောက်အဲ့ဒီငွေသားပေါ့နော်အဲ့ဒီစားနပ်ရိက္ခာတွေငွေသားတို့ထောက်ပါတာနည်းပပအဲ့ဒါနဲ့ပဲမြခုနေတယ်ပေါ့နော်ဆရာမအရင်ကဆက်စချီအဲ့ဒီဆက်စချီ2020ဆိုတော့တော်တော်စီပြေတယ်ပေါ့နော်အဲ့ဒီ23 24အခုက25ပေါ့နော်အဲ့ဒီ
ကြာလေးပိုဆိုးလာလေးပေါ့နော်တနေ့မှတစ်ခါတော့ပဲအမျိုးရတော့တယ်ပေါ့နော်ခါကြတော့ကျွန်တော်တို့စေးရှောင်မိဘပြည်သူကတော်တော်လေးပေါ့နော်စောင်းနေနဲ့ပတ်သက်ပြီးတော့မှတော်တော်လေးအခက်အခဲနဲ့တွေ့နေရတော့ပေါ့နော်ဆရာမ လာမယ့်2026ခုနှစ်မှာစစ်ပေးရှောင်တွေအမြန်ဆုံးအိမ်ပြန်ချင်ကြတယ်လို့သူတို့ကပြောကြပါတယ်ဒီလိုအိမ်ပြန်နိုင်ဖို့တော်လှန်ရေးအင်အားစုတွေညီညွတ်စုစည်းကြဖို့လိုအပ်တယ်လို့လည်းသူတို့ကပြောပါတယ်ဟုတ်ကဲ့လာမယ့်ကာလမှာလည်းရွေးကောက်ပွဲကိုလည်းမဖြစ်စေချင်ဘူးပြီးတော့မှလာမယ့်2026လည်းအပတ်နဲ့ဆိုတော့အေးပြစေချင်တာပေါ့နော်အထူးဖြင့်ကျမတို့တော်လာရေးတွေကမဆူဆီးတာလည်းပါတော့ပေါ့နော်ကျမတို့ကမြင့်မြင့်ဖြစ်နေတဲ့အနေထားမှာရှိတယ်မိသားစုတစုကြည့်လိုက်မိသားစုထက်မှာလည်းဘယ်လိုပြောမလဲညီညွတ်တဲ့မိသားစုမရှိတယ်လို့တော်လာရေးအချစ်ချစ်ကြမှာလည်းမညီညွတ်တာတွေရှိတယ်တယောက်တော့ပေါ့စီပြောလို့ရတယ်တစ်ဖက်ကိုတစ်မျိုးစီအဲ့လိုဥဆောင်ပြီးမှတွားနေကြတော့ကျမတို့အတွက်အမရတဲ့အနေထားမှာရှိတယ်အကယ်၍များတော်လာရေးတာကျမတို့ညီတညွတ်တင်းနဲ့ဘာလဲစကပေါ်တခုရှိလို့မျိုးစူပေါင်းအားနဲ့ကျမတို့အကလုံးဝိုင်းတုံးမယ်ဆိုလို့ရှိရင်ရွေ့လျရမယ်အရာတခုကမရွေ့စရာအကြောင်းမရှိဘူးเนาะကျမတို့တွေကမငြိမ်ညွတ်တဲ့အတွက်ကြောင့်ကျမတို့လူထုတွေကဒုက္ခပင်လေကိုခါထားနေရတယ်ဆိုတဲ့အရာမျိုးပေါ့เนาะအဲ့လိုတော့ခါစားရတယ်ပြီးတော့မှလည်းဒေါ်လာရုပ်လည်းအများဆုံးပြီးဆုံးစေချင်တယ်အဆုံးလည်းပါစေချင်တယ်ကျမတို့လည်းအေးပြချင်ပေါ့เนาะကျမတို့ဒီစစ်ရှောက်ကာလမှာဖြားနာတာပြီးကျမရဲ့အရာကျမတို့စေဝါကူတမှုမခံယူနိုင်တဲ့လူပုဂ္ဂိုလ်တွေမတည်တည်ပဲနဲ့တည်သွားတဲ့လူတွေလည်းအများရှိပါတယ်